အားလုံးပဲမင်္ဂလာပါတကြနီကနေကြိုဆိုပါရစေကျမတို့မျိုးပါဒီခါမှာလဲ GLPT M5 level မင်းနာနော်နီဟွန်ကောဖတ်စာအုပ်သင်ရိုးတွေကသင်ခန်းစာ23 lesson 23ရဲ့ grammar pattern လေးတွေကိုတူတူလေးလာမှာပဲဖြစ်ပါတယ်ဆိုတော့ကျမရဲ့ channel လေးကို support ပေးခြင်းနဲ့ဆိုရင်တော့ VPN ဖွင့်ပြီးတော့မှနားထောင်ဖို့အတွက်တောင်းဆိုပါတယ်ဒါဆိုရင်သင်ခန်းစာလေးကိုစာကြမယ်နော်ဒီနေ့လေ့လာမယ့် grammar pattern စုစုပေါင်း5ခုရှိပါတယ်ဆိုတော့ number 1 grammar pattern လေးမှာအဓိကတိုခိဆိုတဲ့စကားလုံးလေးနဲ့ပါဝင်တဲ့စာကြောင်းလေးတွေကိုလေ့လာမှာပဲဖြစ်ပါတယ်ဆိုတော့အလယ်မှာတိုခိဆိုပြီးတော့ပြီးရင် comma ပါမယ်အနောက်မှာစာကြောင်းတစ်ကြောင်းပါမယ်ဆိုတော့အရှိမကြဘာတွေပါနိုင်လဲဆိုလို့ရှိရင် verb တွေ adjective တွေ noun တွေပါနိုင်တယ် verb ထဲမှာ verb ရဲ့ dictionary form သို့မဟုတ်လို့ရှိရင် verb ရဲ့ noun form adjective na adjective ပြီး noun ပါနိုင်တယ်ပေါ့နော်ဆိုတော့ adjective ဆိုရင်တော့ပုံမှန် adjective အလုံးလိုက်လေးတိုင်းလိုက်မယ် na adjective ဆိုရင်အလယ်မှာ na ဆိုတာလေးကိုပါအောင်လိုက်မယ် noun ဆိုရင်နောက်မှာ not လေးကိုလိုက်ပြရမယ်ပေါ့နော်ဆိုတော့ဒီအရှိမကမျိုးစုံပါနိုင်တယ်အလယ်မှာကတုတ်ခိပြီးအနောက်မှာစာကြောင်းတစ်ကြောင်းနဲ့ဆက်ထားတယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်လေးက English လို့ဆိုရင် WHEN when ဆိုပြီးတော့ဘာသာပြန်မယ်မြန်မာလိုဆိုလို့ရှိရင်တော့အဲ့ဒါဖြစ်တော့အခါအဲ့ဒါဖြစ်တဲ့အခါအဲ့ဒါဖြစ်တုန်းကဆိုပြီးတော့ဘာသာပြန်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် example sentence လေးကိုဖတ်ကြည့်ရအောင်図書館で本を借りるときカードがいります図書館で本を借りるときカードがいりますအဓိပ္ပာယ်လေးကစာကြည့်တိုက်တွင်စာအုပ်ငှားသောအခါမှာကပ်ပြားလိုအပ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီအလယ်မှာတုတ်ခိဆိုပြီးတော့စကားလုံးလေးပါတယ်သူ့ကို English လို့ဆိုရင်ဒေါ်ခါဆိုပြီးဘာသာပြန်လိုက်တယ်သူ့ရဲ့ရှေ့မှာအခုပါတာက verb ရဲ့ dictionary form လေးပေါ့နော် karimas ငါးယူသည်ရဲ့ dictionary form ခါရီရုလေးနဲ့တွဲထားတယ်ခါရီရုတုတ်ခိဆိုရင်ငါးယူသောအခါမှာစကားပြောနဲ့ပြောမယ်ဆိုရင်ငါးတဲ့အခါမှာပေါ့နော်ပြီးနောက်မှာစာကြောင်းတစ်ကြောင်းပါတယ်ခါတိုက irimas ကပ်ပြားလိုအပ်ပါတယ်ဆိုတော့ဒီလိုမျိုးလေးသုံးပါတယ်နော်နောက်တစ်ကြောင်းလေးလာမယ်使い方がわからないとき私に聞いてください使い方がわからないとき私に聞いてくださいအဓိပ္ပာယ်လေးကသုံးပုံသုံးနည်းကိုနားမလည်တဲ့အခါမှာကျွန်တော်ကိုမေးပါဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်တိုခိကိုဒီနေရာမှာ WHEN when တော့အခါမှာဆိုပြီးဘာသာပြန်နေပေါ့နော်အရှိမ9 form လေးနဲ့တွဲထားတဲ့ဝါခါရနိုင်ပြီးနောက်မှာတိုခိနဲ့တွဲတဲ့ဝါခါရနိုင်တိုခိအဓိပ္ပာယ်လေးကနားမလည်တော့အခါမှာပေါ့နော်ဆိုတော့ဝါခါရနိုင်ကဘယ်ကလာလဲဝါခါရီမတ်နားလည်သည်ဝါခါရီမတ်ဆန်နားမလည်ဘူးရဲ့9 form လေးနော်ပြီးအနောက်မှာကသူစက်ရေးကျင်တဲ့စာကြောင်းလေးဝါတာရှိနိခီတေကူဒါဆိုင်နဲ့တွဲထားပါတယ်ကဲဒီလိုမျိုးလေးတွေသုံးနေပေါ့နော်နောက်တစ်ကြောင်းထပ်ပြီးတော့လေ့လာအောင်မယ်ခါရာဒါနိုချောရှိကဝါဒူီတိုခိဂန်ခီချာအိုနော်မီမတ်ခါရာဒါနိုချောရှိကဝါဒူီတိုခိဂန်ခီချာအိုနော်မီမတ်အဓိပ္ပာယ်လေးကခန္ဓာကိုယ်ရဲ့အခြေအနေမကောင်းတဲ့အခါမှာကျမ်းမာရေးလက်ဖက်ချောက်ကိုတောက်ပါမယ်တဲ့ဆိုဒီမှာဆိုရင်လည်းတိုခိဆိုတာကဒေါခါမှာဆိုပြီးဘာသာပြန်တယ်အရှိမ adjective နဲ့လိုက်ထားတယ်ဝါရူဤတိုခိမကောင်းသောအခါမှာပေါ့နော်ပြီးအနောက်မှာသူဆက်ချင်တဲ့စာကြောင်းလေးနဲ့ထပ်ပြီးဆက်ထားတယ် genkicha o nomimas ကဲနောက်တစ်ကြောင်းလေးလာအောင်မယ်ဝါကိုင်တိုခိအာမာရီဘန်ကျိုရှိမဆန်ဒက်စတာဝါကိုင်တိုခိအာမာရီဘန်ကျိုရှိမဆန်ဒက်စတာအဓိပ္ပာယ်လေးကငယ်ရွယ်သောအခါမှာတိတ်ပြီးတော့မှမလေးလာခဲ့ပါဘူးတဲ့အဲ့ဒါဆိုလို့ရှိရင်ဒီမှာလဲတိုခိဆိုတာက WHEN when တော့ခါဆိုပြီးတော့ဘာသာပြန်မယ်အရှိမ adjective လေးပါတယ်နော်ဝါကိုင်တိုခိဒါဆိုရင်ငယ်ရွယ်သောအခါမှာဆိုတဲ့အဓိပ္ပာယ်လေးနဲ့ဘာသာပြန်ပါတယ်ပြီးနောက်မှာသူဆက်ချင်တဲ့စာကြောင်းလေးကိုထပ်ပြီးတော့ဆက်ထားတယ်ပေါ့နော်နောက်တစ်ကြောင်းလေးလာအောင်မယ်ဟီမာနာတိုခိဥချီရဲ့အဆိုဘီနိခီမာဆန်ကဟီမာနာတိုခိဥချီရဲ့အဆိုဘီနိခီမာဆန်ကအဓိပ္ပာယ်လေးကအားလက်သောအခါတွင်အိမ်ကိုအလယ်လာမလားဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းတိုခိက WHEN when တော့ခါမှာဆိုပြီးဘာသာပြန်တယ်ပြီးအရှိမဒီခောက်ကနာ adjective နဲ့လိုက်ထားတယ်ပေါ့နော်ဟီမာနာတိုခိနာ adjective ဆိုရင်အလယ်မှာနာလေးကိုပေါင်းထည့်ပေးရမယ်ဟီမာနာတိုခိအားလက်တော့အခါတွင်ဆိုပြီးဘာသာပြန်ပါတယ်အနောက်မှာသူဆက်ချင်တဲ့စာကြောင်းလေးနဲ့ထပ်ပြီးတော့ဆက်ထားတယ်ပေါ့နော်ကဲနောက်ထပ် noun လေးနဲ့လေ့လာကြည့်အောင်မယ်နော်ကျမကဘျောခိနိုတိုခိခိုင်ရှာအိုယာဆူမီမတ်ကျမကဘျောခိနိုတိုခိခိုင်ရှာအိုယာဆူမီမတ်အဓိပ္ပာယ်လေးကဇနီးတဲ့ကဖျားနာသောအခါမှာကုမ္ပဏီကိုခွင့်ယူပါမယ်နားပါမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဒါဆိုရင်ဒီမှာလဲတိုခိဆိုတာ WHEN when တော့အခါမှာပေါ့ရှေ့မှာက noun ဆိုတဲ့ဘျောခိလေးလိုက်ထားတယ်အလယ်မှာ not ဆိုတာလေး particle လေးကိုပါအောင်ရေးရမယ်ဘျောခိနိုတိုခိဖျားနာတော့အခါမှာဆိုတဲ့အဓိပ္ပာယ်လေးပေါ့ပြီးအနောက်မှာသူဆက်ချင်တဲ့စာကြောင်းလေးကိုထပ်ပြီးတော့ဆက်ထားတယ်။ Okay နောက်ထပ်နောင်စာကြောင်းလေးတစ်ခုထပ်ပြီးလေ့လာအောင်မယ်နော်။ခိုဒိုမိုနိုတိုခိယောကုခါဝတဲ့အိုယောဂီမတ်တာ
ခိုဒိုမိုနိုတိုခိယောခုခါဝတဲ့အိုယောဂီမတ်တာအတိပ္ပယ်လေးကခလေးအရွယ်တုံးကမကြာခဏမြင့်မှာရေကူးခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့ဒါဆိုရင်တိုခိဆိုတာက WHEN1 ဆိုပြီးတော့ဘာသာပြန်မယ်အရှိမက noun ဆိုတဲ့ခိုဒိုမိုလေးလိုက်ထားတယ်အလယ်မှာ not ဆိုတဲ့ particle လေးပါအောင်လိုက်ပေးရမယ်ခိုဒိုမိုနိုတိုခိခလေးအရွယ်တုံးကဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ခလေးဘဝတုံးကအဲ့လိုမျိုးလေးဘာသာပြန်တာပေါ့ပြီးလို့ရှိရင်သူဆက်ချင်တဲ့စာကြောင်းလေးအနောက်မှာယောခုခါဝတဲ့အိုယောဂီမတ်တာလေးကိုဆက်ပြီးတော့မှစာကြောင်းလေးကိုဖွဲ့စည်းထားတာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တိုခိလေးကိုသုံးပြီးတော့မှစာကြောင်းလေးတွေဖွဲ့တဲ့အခါမှာ WHEN1 တော့ခါဆိုပြီးတော့ဘာသာပြန်ပါတယ်ဒါဆိုရင် grammar pattern နံပါတ်2လေးကိုဆက်ပြီးတော့လေ့လာကြမယ်ဆိုတော့2လေးကခုနကနဲ့တော်တော်လေးတူတယ်เนาะဆိုတော့အလယ်မှာတိုခိဆိုတာလေးပါတယ်ပြီး comma နဲ့နောက်မှာစာကြောင်းလေးတစ်ချောင်းပါမယ်ဆိုတော့ဒီမှာအရှိမကကြတော့ verb ရဲ့ dictionary form နဲ့ verb ရဲ့ ta form နဲ့ဆိုတော့ dictionary form နဲ့တိုခိဆက်တဲ့အခါမှာဘယ်လိုမျိုးလေးဘာသာပြန်ပြီးတော့တာဖောင်နဲ့တိုခိဆက်တဲ့အခါမှာဘယ်လိုမျိုးလေးအတိတ်ပဲကွဲလဲတယ်ဆိုတာလေးကိုလေ့လာမယ်ပေါ့နော်ဆိုတော့ရေဘူးကအဖြစ်တော့သူတို့နှစ်ခုစလုံးက when တော့ခါဆိုပြီးတော့ပဲဘာသာပြန်မယ်ပေါ့နော် example sentence လေးကိုဖတ်ကြည့်ရအောင်ပါရီအေイクトキカバンを買いましたပါရီအေイクトキカバンを買いましたအတိတ်ပဲလေးက Paris သွားတုံးကလွယ်အိတ်ဝယ်ခဲ့ပါတယ်ဆိုရင်ဒီတစ်ကြောင်းကတိုခိဆိုတဲ့အရှိမ verb ရဲ့ dictionary form イクဆိုပြီးလိုက်ထားရယ်နော်ပါရီအေイタトキカバンを買いましたပါရီအေイタトキカバンを買いましたအတိတ်ပဲလေးက Paris ကိုသွားခဲ့တုံးကအိတ်ဝယ်ခဲ့ပါတယ်ဒီမှာဆိုရင်တိုခိရဲ့ရှေ့မှာဘာလေးသုံးထားလဲတာဖောင်လေးသုံးထားတယ်เนาะဒါဆိုရင်ဒီနှစ်ကြောင်းကကြည့်လိုက်မှဆိုရင်တော့အတိတ်ပဲအတူတူပဲလို့ထင်ရပေမဲ့အတိတ်ပဲအနှဲငယ်လေးကွဲပါတယ်ဘယ်လိုမျိုးကွဲလဲဆိုတာလေ့လာမယ်အပေါ်တစ်ကြောင်းကကြတော့ Paris ကိုသွားတုံးကဝယ်ခဲ့တယ်ဒါဆိုရင် Paris ကိုမရောက်ခင်မှာဝယ်ခဲ့တာလည်းဖြစ်နိုင်တယ် Paris ကိုသွားမလို့လုံနေတုံးမှဝယ်ထားတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့ဒီအောက်ကဟာကြတော့တာဖောင်လေးနဲ့သုံးထားတာဖြစ်တဲ့အတွက် Paris ကိုရောက်ပြီးတော့အခါမှာပြောချင်တာက Paris မှာရှောက်လည်နေတဲ့ချိန် Paris ကိုရောက်ပြီးတဲ့အချိန်ကျမှသူကဝယ်တဲ့ပုံစံမျိုးလေးပေါ့ဒါဆိုရင်ဒီအိတ်က Paris ကနေဝယ်လာခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးအပေါ်ကအိတ်ကကြတော့ Paris မသွားခင်သူပြင်ဆင်တဲ့အချိန်မှာဝယ်တယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့အဓိပ္ပာယ်ကွဲပြားပါတယ်ဒါဆိုလို့ရှိရင် dictionary form တိုခိနဲ့တာဖောင်တိုခိနှစ်ချောင်းရှင်းလာတဲ့အခါမှာဘယ်လိုမျိုးလေးအဓိပ္ပာယ်ကွဲလဲတယ်ဆိုတာလေးကိုနားလည်ပြီလို့ထင်တယ်နော်ဆိုတော့ grammar pattern နံပါတ်2လေးကအဲ့ဒါလေးကိုရှင်းပြထားတာပါပဲ verb ရဲ့ dictionary form တိုခိနဲ့ verb ရဲ့တာဖောင်တိုခိဆိုတာကအဲ့လိုမျိုးလေးအဓိပ္ပာယ်ကွဲပြားတာဖြစ်ပါတယ်နော်ဆိုရင် pattern နံပါတ်3လေးကိုလေ့လာမယ်ဒီတစ်ခေါက်တော့တိုခိမဟုတ်တော့တို့ဖြစ်သွားပြီเนาะတို့လေးနဲ့စာကြောင်းဆက်တယ်ကော်မာအနောက်မှာစာကြောင်းတစ်ကြောင်းပါတယ်ကဲအရှိမကြတော့သူကတစ်ခုပဲဖြစ်နိုင်တယ် verb ရဲ့ dictionary form တစ်မျိုးပဲလိုက်တယ်ဆိုတော့ verb ရဲ့ dictionary form တို့အနောက်မှာစာကြောင်းသူရဲ့အဓိပ္ပာယ်လေးကကြတော့ English လို့ဆိုရင် if နဲ့ then နဲ့ဆက်တယ်လို့မျိုးလေးပေါ့เนาะအကယ်၍ဒီဟာလုပ်ရင်ဒီဟာဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးတက်ရောက်ပါတယ်เนาะ example sentence လေးဖတ်ကြည့်မယ်ဆိုရင်このボタンを押すとお釣りが出ますこのボタンを押すとお釣りが出ますအဓိပ္ပာယ်လေးကဒီခလုတ်ကိုနှိပ်မယ်ဆိုရင်ပြန်အန်းငွေထွက်လာပါမယ်တဲ့ဒါဆိုရင် verb ရဲ့ dictionary form ဖြစ်တဲ့ oshimasu ကနေ osu ပြီးရင်တို့လေးနဲ့ဆက်ထားတယ်အဓိပ္ပာယ်လေးကအဲ့ဒါလုံးလို့ရှိရင်အနောက်ကစာကြောင်းလေး otsuri က demas လေးကဖြစ်လာမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်နောက်တစ်ကြောင်းလေးလာအောင်မယ် kore o mawasu to oto ga okiku narimasu kore o mawasu to oto ga okiku narimasuဒီဟာကိုလှည့်လိုက်မယ်ဆိုရင်အတန်ကကျဲလာပါမယ်တဲ့ okiku narimasu ကအတန်မှာဆိုရင်ကြီးလာလို့မသုံးကျဲလာမယ်လို့ဘာသာပြန်လိုက်မယ်နော်ကဲဒါဆိုလို့ရှိရင် mawashimasu ဆိုတဲ့ verb လေးရဲ့ dictionary form က mawasu ပြီးရင်နောက်မှာတိုလေးနဲ့ဆက်ထားတယ် mawasu တိုဆိုတာက English လို့ဆိုရင် if ပေါ့နော်အကယ်၍ဒီဟာလုံးလိုက်မယ်ဆိုရင်ပြီးနောက်ကစာကြောင်းလေးကဖြစ်လာမယ် oto က okiku narimasu လေးကဖြစ်လာမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ကဲဒါဆိုရှင်နောက်ထပ် example sentence တွေတစ်ချောင်းထပ်ပြီးလေ့လာမယ် migi e magaru to yubin kyoku ga arimasu migi e magaru to yubin kyoku ga arimasu ဒါဆိုရင်ညာဘက်ကို꿰လိုက်မယ်ဆိုရင်စာတိုက်ရုံရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ဒါဆိုလို့ရှိရင်လေ magarimasu ရဲ့ dictionary form magaru ပြီးအလယ်မှာတိုလေးနဲ့ဆက်ထားတယ်꿰လိုက်မယ်ဆိုရင်ပေါ့နော်꿰လိုက်မယ်ဆိုရင်ဘာရှိလဲ yubin kyoku ရှိတယ်တွေ့ရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ဒါဆိုလို့ရှိရင် verb ရဲ့ dictionary form အလယ်မှာတိုလေးခံပြီးနောက်မှာစာကြောင်းဆက်လိုက်လို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်ကအဲ့ဒီဟာလှုပ်လို့ရှိရင်ဒီနောက်ကဟာဖြစ်လာမယ်တွေ့ရမယ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်
နောက်ထပ် grammar pattern နံပါတ်4လေးကိုလေ့လာမယ်ဒီ pattern 4လေးကကြတော့အရင်ခက်ခဲမဟုတ်ဘူးတို့တွေအရင်တော့လေ့လာဖူးခဲ့တဲ့ pattern တွေကပါတဲ့ဟာမျိုးပဲเนาะဆိုတော့ noun က adjective ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်ဒါအရင်တော့လေ့လာဖူးတဲ့ noun က adjective that ဆိုတဲ့ pattern မျိုးလေးပဲပေါ့เนาะအဓိပ္ပာယ်လေးကဒီ noun ကဒီ adjective ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပါပဲ auto က chi sides auto က chi sides အဓိပ္ပာယ်လေးကအတန်တိုးတယ်ပေါ့เนาะဒါဆိုရင်အတန်ကြတော့သေးတယ်လို့မပြောဘူးအတန်ကြတော့တိုးတယ်လို့ဘာသာပြန်မယ် auto က chi sides ဒါဆိုရင်အရှိဆုံးက noun လေးက auto အတန်ဆိုအနောက်မှာ adjective chi side လာမယ်အလယ်မှာ particle ဘာခံပေးရမလဲကဆိုတာလေးကိုခံပေးမယ်เนาะဒါဆိုအဓိပ္ပာယ်လေးကအတန်ကတိုးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ဒါဆိုအတန်ကကျယ်တယ်လို့ပြောချင်ရင် auto က okay that's အဲ့လိုသုံးလို့ရတယ်เนาะဆို pattern 4လေးကဒါလေးပါပဲเนาะ noun က adjectiveဒါဆိုအဓိပ္ပာယ်လေးကအဲ့ဒီ noun ကအဲ့ဒီ adjective ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါကဲနောက်ဆုံး pattern number 5လေးလေ့လာမယ် noun or motion verb ပေါ့နော်အရှိမ noun တစ်လုံးရှိမယ်အလယ်မှာ o လေးခံမယ်အနောက်မှာ verb ဒီအနောက်က verb လေးက motion verb ဆိုတဲ့အတွက်ဒီရွေ့လျားတဲ့နဲ့ပတ်သက်တဲ့ action verb လေးပါဥပမာ꿰တယ်တို့ဖြတ်တန်းတယ်တို့အဲ့လိုမျိုးလေးတွေ action verb လေးနဲ့တွဲတဲ့အခါမှာအလယ်မှာ particle o လေးခံပါတယ်နော်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်လေးကအဲ့ဒီဟာကိုလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပဲ example sentence လေးဖတ်မယ်ဆိုလို့ရှိရင် koan o sanpo shimasu koan o sanpo shimasu အဓိပ္ပာယ်လေးကပန်းချံကိုလမ်းလျှောက်ထွက်မယ်ပေါ့ဒါဆိုရင်အရှိမ noun လေးက koan အနောက်မှာက sanpo shimasu ဆိုတဲ့ motion verb လေးရှိတယ်အလယ်မှာ o လေးနဲ့ခံပြီးဆက်တာရယ်နော်ဒါဆိုအဓိပ္ပာယ်ကအဲ့ဒီပန်းချံကိုလမ်းလျှောက်ထွက်မယ်ဆိုတဲ့အဓိပ္ပာယ်လေးပါနော်နောက်ထပ် example sentence လေး michi o watarimasu michi o watarimasu အဓိပ္ပာယ်လေးကလမ်းမကိုဖြတ်ကူးမယ်ဒါဆိုအရှိဆုံးက noun လေးက michi ဆိုတဲ့လမ်းပြီးအနောက်မှာ motion verb လေးပေါ့နော်ရွေးရှားတဲ့ action verb လေးက watarimasu ဆိုတဲ့ဟာလေးအဲ့ဆိုရင် watarimasu ရဲ့အရှိမ particle က o ခံပေးရမယ်နော် michi o watarimasu လမ်းမကိုဖြတ်ကူးတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါနောက်တော့ကြောင့်ခိုးစားတန်အိုမီဂီအဲမာဂါရီမတ်ခိုးစားတန်အိုမီဂီအဲမာဂါရီမတ်လမ်းစုံမှာညာဘက်ကို꿰ပါမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ဒါဆိုရင် noun ကခိုးစားတန်လမ်းစုံပေါ့ပြီးအနောက်မှာမာဂါရီမတ်ဆိုတာက꿰သည်ဆိုတော့ direction တစ်ခါတည်းပါတဲ့အတွက်မီဂီအဲမာဂါရီမတ်ဆိုပြီးတစ်ခါတည်း motion verb လို့ယူလိုက်မယ်နော်မီဂီအဲမာဂါရီမတ်ညာဘက်ကို꿰သည်ညာဘက်သို့꿰သည်ဆိုတဲ့ motion verb ရဲ့အရှိမ particle လေးကဘာလိုက်ပေးရမလဲအိုလိုက်ပေးရမယ်နော်ဒါဆိုရင်ခိုးစားတန်အိုမီဂီအဲမာဂါရီမတ်လမ်းစုံမှာညာဘက်ကို꿰ပါမယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့အဲဆိုရင် grammar pattern number 5လေးကိုနားလည်ပြီเนาะ motion verb တွေရဲ့အရှိမ particle လေးက o လိုက်တယ်ပေါ့เนาะသူရဲ့အရှိမတော့ noun တစ်ခုခုရှိလိမ့်မယ်အဲ့ဒီဟာကိုအဲ့ဒီ motion verb လေးလောက်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ကဲဒါဆိုရင်ဒီနေ့ရဲ့ grammar pattern စုစုပေါင်း5ခုလေ့လာလို့ပြီးပါပြီเนาะဆိုတော့ pattern number 1လေးက toki toki ရဲ့အရှိမ dictionary file 9 file adjective နာ adjective သုံးပုံ noun လိုက်နိုင်တယ်ပြီး toki ဆိုပြီးတော့အနောက်မှာစာကြောင်းတစ်ကြောင်းလိုက်မယ်အဓိပ္ပာယ်လေးကတော့ခါမှာတဲ့အခါမှာအဲ့ဒီဒုံးကဆိုအဓိပ္ပာယ်မျိုးလေးပေါ့နော်နောက်နံပါတ်2ကလေးကလည်း toki နဲ့စာကြောင်းတစ်ကြောင်းပဲဒါပေမဲ့သူကအရှိမက verb ရဲ့ dictionary file နဲ့ verb ရဲ့ta file လိုက်နိုင်တယ်ဆိုတော့ dictionary file နဲ့လိုက်တဲ့အခါမှာအဓိပ္ပာယ်လေးကတစ်မျိုး ta file နဲ့လိုက်တဲ့အခါမှာအဓိပ္ပာယ်လေးကတစ်မျိုးဒါလေးကိုလေ့လာခဲ့တယ်နော်ပါရီကိုသွားတယ်ဆိုတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဆိုတော့နံပါတ်3လေးကကြတော့ verb ရဲ့ dictionary file တို့အနောက်မှာစာကြောင်းတစ်ကြောင်းဒီဟာကြတော့ English လို့ဆိုရင် if နဲ့ then ပုံစံမျိုးလေးပေါ့နော်ဒီရှိရ action တစ်ခုခုကိုလုပ်မယ်ဆိုရင်အနောက်ကတစ်ခုခုဖြစ်ပါမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်နောက်နံပါတ်4လေးကကြတော့ noun နဲ့ adjective ကြားထဲမှာကလိုက်တဲ့ပုံစံမျိုးလေးနောက်နံပါတ်5ကကြတော့ noun နဲ့ motion verb ရဲ့ကြားထဲမှာအလယ်မှာ particle o လေးကိုလိုက်ပြီးတော့သုံးတယ်ပေါ့နော်ဒါဆိုရင်ဒီနေ့လေ့လာခဲ့တဲ့ grammar pattern လေးတွေအားလုံးကိုနားလည်ပြီးတော့လေ့လာတာအဆင်ပြေလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာလည်းတူတူထပ်ပြီးတော့တွေ့ကြပါဦးမယ်နော်ဆိုတဲ့တဲ့ဝမတာဇကီနိုတိုကတဲ့အိုင်မရှောဘိုင်ဘိုင်